ပဲလေးနဲ့လမ်းခွဲမဲ့ဂလန်ညာကိုတာနီးပြအဖြစ်ခန့်လိုက်ရင် United မှာမြင်တွေ့ရမယ်ကြီးမားတဲ့အပြောင်းလဲကြီးလေးခုပဲကျွန်တော်ပဲမိလာများဝီလူကြောင့် iMac ခွန်ရှင်ကော Smart Area ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါတယ် United နီးပြဖြစ်လာဝီဘန်စားနေတဲ့ Oliver ဂလန်ညာကတော့ Crystal Palace အသင်းနဲ့ရာသီကုန်လမ်းခွဲတော့မှာပဲဖြစ်ပါတယ်ဂလန်ညာရဲ့ပဲလေးအသင်းကိုတီဆောက်ပေးခဲ့ပုံကဂိုလိုမဲထွက်တာတက်တောင်ပို့ပါတယ်ဘာလဲဆိုတော့အားလုံးသိတဲ့အတိုင်းပဲလေးဟာ Royal Sun လက်ထက်မှာကန်တင်ပြေးဖြစ်ခဲ့ပြီးတော်တော်လေးတိုင်ပတ်ခဲ့တဲ့အသင်းမှာပဲလေးပရိသတ်တွေကိုယ်တိုင်အသင်းကခင်းနောက်ပြန်ဆွဲနေတယ်ဆိုပြီးတော့ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့ Oliver Glenner လက်ထက်မှာတော့ပဲလေတင်ရနေခဲ့တဲ့ပေးချသလိုပြောင်းလဲခဲ့တာပါပဲလေယာဒီဘက်ခေတ် Modern အသင်းတွေကစားဟန်ဖြစ်လာသလိုစပလာအောင်မြင်မှုတွေပါရလာခဲ့တာဖြစ်ပါတယ်။ FA ဗလာနဲ့ကွန်ပဏီတိုင်းတို့ကိုမန်စီးနီးလပောက်တို့လိုအသင်းတွေကိုကြော်ပြပြီးပိုဆွဲခဲ့တာကလက်ခုပ်ကြီးပေးရမှာတက်ကိုပိုပါတယ်။အခုဆိုရင် Glenner ဟာရာသီကုန်ရင်ပဲလေကနေထွက်တော်မယ်လို့တည်ပြုလိုက်ပြီးဖြစ်ပါတယ်။အကယ်၍ Glenner ကိုသာနီးပြအသင်းလိုအပ်နေတဲ့ United တို့ရာသီကုန်မှာခန့်နိုင်ခဲ့ရင်တော့ရှယ်ဖြစ်သွားမှာပါ။ Glenner သာ United နီးပြဖြစ်လာခဲ့ရင်ကြီးမားတဲ့အပြောင်းလဲလေးခုကိုလည်းမြင်တွေ့ရနိုင်ပါတယ်။အဲ့ဒါတွေကတော့နံပါတ်1ပုံပေါ်လုံးဖြစ်မဲ့နောက်တန်း3ကစားကွက်အမရင်ကြာဆုံးခဲ့ရတဲ့အဓိကအကြောင်းရင်းကတော့သူ့ရဲ့ကစားကွက်ကိုအရန်ကြီးဖက်တွယ်လွန်တာကြောင့်ပါဂလန်ညာကတော့အဲ့လိုမဟုတ်ပါဘူးသူကလည်းနောက်တန်း3အောင်ထားတဲ့ကစားကွက်ကိုသုံးပေမဲ့သူ့ရဲ့ချင်းကပုံကပိုပြီးပြောင်းမှုရှိပါတယ်ဂလန်ညာကိုယ်တိုင်ကပြောခဲ့ဘူးတာကကစားကွက်ဆိုတာအရေးမကြီးဘူးကစားမတွေကသာအဓိကပါတယ်ဒါကြောင့်ဂလန်ညာသာရောက်လာခဲ့ရင်အမရင်လက်ချက်ကအလုံးမဖြစ်ခဲ့တဲ့3-2-1ကိုပဲ73မှာဖြစ်ပေမဲ့ကစားမတွေနဲ့ကိုင်းညီအောင်ပြင်ပြောင်းလဲပြီးပုံပေါ်တွန်းတဲ့ပုံစံမျိုးကိုမြင်တွေ့ရမှာဖြစ်ပါတယ်နံပါတ်2ခွေချယ်ပဲလေးစီကအဓိကကစားမတွေခေါ်ယူလိုက်ပင်နီးပြအသစ်တယောက်ရောက်လာခဲ့ရင်သူနဲ့လက်တွဲခဲ့မှုတဲ့ကစားမတွေကိုခေါ်လေးရှိတာထုံးစံပါပဲဂလန်ညာရောက်လာခဲ့ရင်ပထမဆုံးဖြစ်လာမှာကတော့ပဲလေးကစားမတွေရောက်လာနိုင်ပါတယ်အထူးသဖြင့်မန်ယူကွင်းနယ်ဟန်ချက်ညီမှုကိုထိန်းညှိပေးဖို့အတွက်ပဲလေးကွင်းနယ်လိုအထံဝါတန်ကိုပါပြစ်မှတ်ထားခေါ်လာဖို့တေချာတော့ရှိနေပါတယ်နံပါတ်3တိုင်းစစ်မှုစစ်စစ်တယောက်ကိုပေါ်ပြခြင်းဂလန်ညာပဲလေးမှာမာတီတာကိုဂိုးသွင်းဆက်ပြောင်းလုပ်ပေးခဲ့တယ်လို့မန်ယူမှာလည်းကြမ်းခိုင်မှုရှိပြီးအရက်ရှိတဲ့တိုင်းစစ်မှုမျိုးကိုဦးစားပေးသုံးစွဲမှာပါဂလန်ညာဟာမာတီတာကိုမန်ယူစီခေါ်ယူလာနိုင်ပြီးသူ့ကိုအဓိကတိုင်းစစ်မှုပြင်သုံးစွဲကဘေးကနေတိုင်းစစ်ကူတွေနဲ့ပံ့ပိုးပေးမဲ့စနစ်ကိုအကောင့်ထဲဖော်နိုင်ပါတယ်ဒါမှမဟုတ်လက်ရှိမှာဂိုးပေါက်တွင်းနေတဲ့ရှက်ကိုပိုကောင်းအောင်လုပ်ပေးတာလည်းဖြစ်လာနိုင်ပါတယ်နံပါတ်4 Bruno Fernandes နဲ့လမ်းခွဲဒါကတော့ United ပြည်သက်တွေအတွက်လက်ခံရခက်မဲ့ပြောင်းလဲတစ်ခုဖြစ်လာနိုင်ပါတယ်ဂလန်နာရဲ့3-2-1စနစ်မှာရိုးရနံပါတ်10ကစားမတွေနေရာမရှိပါဘူးသူကကွင်းလယ်လူ2ယောက်နဲ့တောင်ပံကနေဖန်တီးပေးမဲ့သူကိုသာပဲ3လေးရှိပါတယ်ဥပမာအခုအာဆင်နယ်ကိုရောက်နေတဲ့ Eze Man City ကိုရောက်နေတဲ့စီမန်ညိုလိုပုံစံမျိုးဖြစ်ပါတယ်အာဝယ်လက်ထက်တုန်းက Bruno ဟာကွင်းလယ်မှာကစားရတာအဆင်မပြေခဲ့သလိုရှီတန်းမှာထားကစားပြတော့လည်းအလုံးမဖြစ်ခဲ့ပါဘူးဒါကြောင့်အသင်းရဲ့ကွင်းလယ်ကိုပြန်လည်တည်ဆောက်ဖို့အတွက်ငွေလိုနေတဲ့မန်ယူအသင်းအနေနဲ့အသင်းကောင်းဆောင် Bruno Fernandes ကိုရောင်းထုတ်ပြီးလမ်းခွဲရမယ့်အခြေအနေနဲ့မလဲမသွေကြုံနေရမှာဖြစ်ပါတယ်ဒါတွေကတော့ဂလန်ညာသာ United နီးပြဖြစ်လာခဲ့ရင်ကြုံလာနိုင်တဲ့အပြောင်းလဲကြီးလေးခုပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကလောက်ပါပဲနောက်နေ့မှာလည်းအားကစားလေးပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ